ဒီနားတဲ့ခန်းကြီးရောက်ပြီဒါပေမဲ့ဘာမှမရှိတော့ဘာမှလည်းမကြားတော့ကျွန်တော်တို့လည်းလမ်းမှာလွတ်လောက်တော့ဘူးလို့ထင်လိုက်ပြင်မဲ့ပြမလားအော်လို့ထွက်လာပြီးမှတော့တေချာအောင်လို့တော့ပြီးတော့စစ်ကြီးကကောင်းပါမယ်လေဆိုပြီးတော့အဲ့လိုခံစားချက်ဘယ်လိုပြောမလဲအဲ့လိုအတွေးလေး delusional လေးတွေးပြီးဒါလိုက်ကြပါတော့ဒါပြင်ဘာမှမရှိနေပါဘူးခင်ဗျာတဲ့ပြီးတော့လို့ရှိရင်တိုင်းထဲမှာတန်ရှင်းလုံးနေရောလေအဲ့လိုမျိုး tissue box တွေနဲ့ခေါင်းနဲ့စောင်းပြီးစောင်းနေတယ်6-9 ခါလောက်ရှိမယ်ထင်တယ်အဲ့ညနေလို့ကြောဘာဖြစ်လဲတဲ့ဟင်းမကန်ရှစ်ချက်ပေါ့နော်မောင်ဝါကျွန်တော်ကြောက်ပိန်းလိုက်တဲ့ငါတော်တော်ခွမ်းသွားပြီပဲဒီနေ့ကကြတော့ဟိုကြတော့မှဖြစ်ပါတယ်တကယ်တော့ဒီတစ်ခုရိုက်ထားရှိရပါတော့အဲ့ဒါမတရားသေးဘူးဆိုတော့အဲ့ဒါကTikTok တပြီး short video လေးပါအဲ့ဒါ TikTok မတရားသေးဘူးဆိုတော့ပတ်တေးမတိုင်ရင်တော့ပါနော်ပတ်တေးရပြီးတာအဲ့ဗီဒီယိုတော့ဗာပြောခဲ့တယ်ဆိုပတ်တေးကျရင်ဘာလို့ဘာညာတဲ့ကပြောခဲ့တယ်အဲ့ဒါမလုပ်ဖြစ်တော့ဒီနေ့ကတော့အားရပေါ့နော်လောက်အားရဆိုတာ ਨੇ အဲ့တော့စီစဉ်လုံးဝဖြစ်ပါတယ်အဲ့ဒီမတိုင်ရင် outfit check လေးကိုပြောပါမယ်ဒီလိုပုံစံရှိရပါတော့အဲ့တော့ဒီနှစ်ချက်ကတော့နှစ်ချက်ရယ်ဒီဖက်နဲ့ရယ်ပေါ့နော်အဲ့ဒါကကျတော့အဖေနဲ့အမေနဲ့မိုးပြီးထားတဲ့ဖက်နဲ့ဝင်ထားဖြစ်ပါလိမ့်ဒီတောင်မလာခင်ပေါ့နော်ပြီးတော့ဒီနာယီကကျတော့ရိုမန်ဆန်ကဒါတော်တော်လေးဦးဟောင်းနေပေါ့နော်အမှန်ပါလေဆွန့်ချစ်ရတယ်အများကြီးဒါပေမဲ့ကျွန်တော်ဒီနာယီတော်တော်ကြိုက်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ပထမဦးဆုံးရောက်ဘူးရဲ့တပူတိနာယီပေါ့နော်အကိုကြီးနဲ့ပြဝယ်ပြီးတော့ပတ်စားတော့မိဘပတ်စားဆိုလို့လည်းပဲကျွန်တော်10တန်းတော့ဒီ2018လောက်တော့ကဝယ်ပြီးထားပါတော့အဲ့တော့ဒီကတော့3,700လောက်တော့ရှိနေတယ်3,700 2သိန်းလောက်တော့ရှိရတယ်ပြောဒေါ်လာ100ကျော်ဝန်းကျင်ပေါ့150လောက်ရှိမမမီအဲ့တော့ပြီးတော့မနေ့ကအရင်ရက်တရတော့လောက2ခုပေါ့နော်မနေ့ပိုင်းရယ်ညနေပိုင်းရယ်ညမနေ့ပိုင်းဆိုလို့ရှိရင်10နာရီလောက်ဟုတ်10နာရီစပြီးတော့လို့ရှိရင်ညနေ3နာရီလောက်ပါပြီညပိုင်းကျလို့ရှိရင်4နာရီရစပြီးတော့မှ9နာရီလောက်ပါပေါ့နော်အဲ့တော့မနေ့ကမနေ့ပိုင်းမရှိရဆိုတော့မနေ့ပိုင်းလောက်ပြီးနေတယ်ကျတော့အားပါပြီလေအားပါပြီဆိုတော့shopping နည်းနည်းထွက်လိုက်ပါလေအဲ့ဒါဒီအိမ်နဲ့ဒီပေါင်းပြီးဝယ်လိုက်တာပေါ့နော်ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်ဒီဂျပန်ရောက်တာပေါ့နော်ဒီပထမအခုကြောင်းတက်တာပထမနေ့တော့ပြီးသွားတယ်ဒါပေမဲ့ကိုယ့်ဘာသာကိုအဲ့လိုမျိုးအိမ်အစ်စ်တွေပေါင်းပြီးတက်တွေဝယ်တယ်ဆိုတာကျွန်တော်ရှားရပေါ့နော်နည်းနည်းပဲရှိပါတော့တစ်ချိန်က2ချိန်ကပဲရှိတယ်တိကျတော့မမီတော့ဆိုပေမဲ့ဒါကတော့တကယ်တိတိကျကျလေးကိုတွေ့သွားတဲ့အိမ်ပေါ့နော်ကိုယ့်ဘာသာကိုလည်းဒီကစီချမယ်ဆိုတဲ့စိတ်ကလေးနဲ့ဝယ်လိုက်တာပေါ့နော်ပေါင်းပြီးရကြတော့ဘယ်လောက်လဲစီရ9,000နဲ့ဘယ်လိုဟုတ်9,990 9,900နဲ့90တယ်ပေါ့ရန်အိမ်ညာကြတော့လောက်ရှိ4,500လောက်ရှိပါတယ်ဒါပေမဲ့ discount ရတယ်ပေါ့နော်သူက3 item ဝယ်လို့ရှိရင်15%လောက်ရတယ်ဆိုတော့မြန်မာကိုပြန်ပို့ဖို့အဖေအတွက်အိမ်တစ်ထပ်လေးဝယ်လိုက်ပါတယ်ပြီးတော့အခုကျွန်တော်အိုရီတက်သွားမှာပေါ့နော်အိုရီတက်သွားတဲ့ခါကျလို့ရှိရင်လည်းပဲအကိုကြီးဟိုပုံသားရေးပြီးတော့လို့ရှိရင်မြန်မာဖြစ်ပြီးပုံသားရေးလည်းအဝယ်စားပါညာဝယ်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ပုံသားဆိုတော့အဲ့ပုံသားဆိုတာနာမည်မှာဆိုတော့အတွက်လို့ပြောပါမယ်ကျွန်တော်ပြမနာစလမ်ပြမနာပါမှာအတွက်လို့ပြောလို့ရှိရင်ပုံသားလေးပြောရအောင်နော်ကျွန်တော်ပုံသားဒီဝိုင်းဒီနေ့ပါထည့်လာလဲဆိုလို့ရှိရင်ကျွန်တော်လွယ်ထဲမှာအများကြီးထည့်လာတော့အောက်ထုတ်ပါတယ်ပေါ့နော်နေပူတော့ဒီကလို့ရှိရင်တော်တော်မှာ MacBook တွေ iPad တွေယူလာပါတယ်စာရေးမှာပေါ့နော်စာရေးပြီးတော့လို့ရှိရင် semester တစ်ခုပြီးသွားလို့ရှိရင်ကျွန်တော်ကအဲဒီ semester မှာလေးရမယ်အလုပ်လုပ်ခဲ့တဲ့ file တွေပေါ့နော်အလုပ်လုပ်ခဲ့တဲ့ကျောင်းမှာတုံးနေတဲ့ file အဲ့ဒါကြီးကျွန်တော်မဖြစ်ဖြစ်ပဲနဲ့အဲ့ဒါတွေတက် file တက်တွေကျွန်တော်သိနေပေါ့နော် semester လိုက် CV သိနေဆိုတော့အဲ့ဒါကြီးလုပ်ပါမယ်ပြီးသွားလို့ရှိရင်ဂျာနဲ့ရေးပါမယ်ဂျာနဲ့ရေးရတယ်ပောက်တက်ကြရတယ်ရှောက်ရေးပါမယ်ဖြစ်ပါတယ်ပြီးတော့ဒီယူလေးရိုက်ပါမယ်ပြီးတော့ဘာလဲတည်းနေကမျက်မှန်
နေကမြင့်မလည်းပါပါတယ်နေကမြင့်မတော့အကိုရနိုင်ကိုပြီးထားပါတော့ဒီမလာခင်တော့သူကမြင့်မနှစ်လက်ဝယ်ထားတာတဲ့ဂိုင်းကြောင့်မတည်တဲ့ဟုတ်ကျွန်တော်အမေရှူခဲ့တဲ့ဟာလည်းပါပါတယ်ဒီပါရှိဦးဒီမြင့်မကကျတော့ကျွန်တော်3နှစ်ကြာမြင့်မမဟုတ်ဘူးပေါ့နော်ကျွန်တော်3နှစ်ကြာမြင့်မခဲအောင်နဲ့မြင့်မနည်းနည်းချအောင်နေပြီးတော့နေကမြင့်မလည်းပါနေဆိုဒီမြင့်မပဲယူခဲ့လိုက်တာပေါ့နော်ဟိုမြင့်မကကျတော့သူကနေရာကြီးတဲ့ထိုင်အယောင်ပြောင်းနေဆိုနေကမြင့်မမလို့တော့ဘူးကျွန်တော်နှစ်လက်တည်းကျွန်တော်တမိတ်တော့ပြီးတော့ဒီနေ့ကျွန်တော်အိုးတက်တော့တဲ့ခါကျတော့ချင်းစပိုက်ဒါပဲရှိပါတယ်စပိုက်ဒါပဲbrand new phone ပေါ့နော်အဲ့မတိုင်ခင်မှာဘာလို့မလဲဆိုတော့ဆက်ကြည့်လိုက်ပေါ့လို့ပြောချင်တယ်မယ်ဆက်မကြည့်ခင်မှာကျွန်တော်ကAI ကိုမေးထားရပေါ့နော်ဘယ်လိုပြောဒီနေ့လူတွေကဘယ်နာရီမှာဆောက်အောင်ပေါ့နော်အခုကဘယ်နာရီရှိပြီဘယ်သူကနေကျွန်တော်နေမျိုးကနေတော့အိုးတောက်ကောင်းနေတော့ပြီးတော့လို့ရှင်အဲ့တကားကြည့်တဲ့အခါမှာမကြည့်ခင်မှာဘာလို့ရမလဲဆိုတော့မေးလိုက်ပေါ့နော်သူလုပ်ပေးထားတဲ့ list လေးတွေကတော့ဆိုတော့မဆိုတော့ဒီဆုံးပြင်လာပတ်ဒီအတွက်ကျွန်တော်ကောင်းတဲ့မနေ့စားလေးတခြားလေးစားပါတော့ပြီးတော့လို့ရှင်ဘယ်နေရာကိုသွားပါနော်သွားပြီးတော့လို့ရှင်လေးလက်စားပြီးတော့ကိုယ့်ဘာသာကိုတခြားလေး treat လုပ်ပါနော် treat လုပ်အဲ့ဒါပြီးတော့လို့ရှင် shopping လေးပါလေးနည်းပေါ်ပါထွက်ရုပ်ရှင်ကြည့်ပြီးတော့လို့ရှင်ဆက်ဆက်လေးပါလေးကြည့်ပါညတ်တယ်တော့ကြည့်တယ်အခုကတော့အ museum တောင်းပါတော့နောက်ရှိုးလိုက်မယ် strong zero နဲ့တက်ရောက်နေပြီးတော့ဒီဘက်ကနိုင်ငံသားနှစ်ယောက် coffee ယူနေ black coffee တောက်တယ်ဒီဘက်နဲ့သူကဟုတ်နေပါတယ်ဒီဖြတ်တန်းနေကြအောင်ဒီဘက်ကလည်းဂျပန်နိုင်ငံသားလာတော့မသိပုံသားခီးတော့ပုံစံပေါက်တယ်ထိုင်ပေါ်သူနဲ့ကြောင်းအဲ့တော့ကွာက museum တောင်းမှာပေါ့နော် museum ကဒီမှာနှစ်ခုရှိတာmodern museum နဲ့သူတို့ရဲ့ဒီဘယ်လို traditional နဲ့ပတ်သက်တာတွေပြတယ် museum နဲ့ဆိုရင်နှစ်ခုရှိမှာပေါ့နော်modern museum ကအရင်တစ်ခါရောက်ပြီးတော့ OPAM ဆိုတဲ့နေရာရောက်ပြီးတော့ကိုနောက်တဲ့နေရာသွားပါပေါ့နော်နောက်တဲ့နေရာမတ်လေးကိုညောင်းပြလိုက်နောက်တဲ့နေရာသွားနေတော့လမ်းမှာတွေ့ရဆိုင်မှာလေးလေတော့ဝင်စားပါမယ်မနေ့စားတော့မစားနေတော့ပါဘူးအိမ်မှာလည်း coffee တောက်ခဲ့ရပါတော့ပြီးတော့လေလောဆန်ကအကောင်လေးဝယ်စားရပါတော့ဝယ်တောက်တာစားမယ်ဆိုတော့နော်ဗီတာမင်တက်ပေါ့နော်ဗီတာမင်ကအခုတော့နည်းနည်းလေးလာမိရတယ်လို့ဆိုလို့ရှိရင်ဗီတာမင်ကအရေးကြီးပါတယ်တဲ့အဲ့ဒါကြောင့်မလို့ဒါလေးတွေဝယ်စားပြတယ်ပေါ့နော်သူကတော့ဒီမှာရေးထားရပေါ့နော်အချင်းချစ်ဘုံပေါ့တရက်စာလို့သူကရေးထားရပေါ့ခံကြည့်တော့ပြောရရင်တရက်ကိုတစ်ခုလောက်ပဲသူစားစီနေတာလားမသိကိုစားရရင်ပါဘေးဖြစ်မှာသူ့လားပြောကောင်းနေကြအိုးပြီးကုန်ပြီဒီအစိမ်းလေးရတယ်ကောင်းတယ်ပြီးရလို့ရှိရင်အပြာလေးရတယ်ကောင်းတယ်ပုံပြီးသွားပြီခုနကရမ်းမိပါပြီးသွားပြီဆိုမှအဲ့ရနေတီရှူးရည်လည်းတဲလာပြီတာတီရှူးတွေဟိုအထုတ်လိုက်ကြီးအကြီးလည်းတဲလာသေးဟိုဒီလိုမျိုးနေပူရဲဆိုတော့ချွေးထွန်းရင်တုပ်ဖို့ဆိုပြီးတော့I'm ready တခုထုတ်ပြီးအိတ်ကတည်းရှင်းတာရှင်းရပြီးတော့လာတော့ချင်းချင်းလာတယ်ထင်ရပါမယ်အပြန်ကရရင်လည်းကြာနေမှာဆိုလို့ဆိုပြီးကျွန်တော်စပိန်နဲ့လာပါတော့စပိန်နဲ့ကအိမ်ကနေထွက်တာတော့စပိန်နဲ့ထွက်တာလို့ပြောချင်တာဘူဒါတိကစပိန်နဲ့မနင်းနေတော့ဘူးဆိုတာကလည်းဘူဒါမှာစပိန်ကဘယ်နာခိရက်လို့ရမှန်းလည်းမသိပြီးတော့စပိန်ရက်မဲ့နေရတယ်ကျွန်တော်မသိဘူးဗျအဲ့တော့မရဲနေတော့ဘယ်နဲ့ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အလုပ်တစ်ခုရဲ့အဲ့စပိန်ရက်နေကြနေရသွားရက်ထားလိုက်အလုပ်လုပ်တဲ့နေရာမှာပဲရက်ခစ်လိုက်ပြန်တော့မှပဲဝင်ယူတော့မယ်ဆိုပြီးရတယ်ဒီမှာကိုလုပ်ဖူးတဲ့နေရာဆိုတော့အဲ့ကလူတွေလည်းဒီစပိန်ကိုမြန်မာတမ်းမိနေတော့ဒီမှာညမီတော့ဘေးဖက်ရောလည်းဖယ်ဖို့ကွာဒီကနေ့ဟုတ်လားအေးစစ်စစ်ပဲချေးဝင်လေโอ้ my god လာတယ်ကြည့်တာကြည့်လိုက်ဆိုဟောကာကွေ့မှာလားဒီကူမြင်းကြီးမှာကျွန်တော်ရိတ်ပြနေပြီးတော့ဒီရှေ့အဲ့ဒီဒီနာဖြတ်သွားတဲ့လူတွေကဒ
ရုပ်ကံရန်ရှောက်နေရတယ်နည်းနည်းတော့အားနာကြတယ်ကျွန်တော်လည်းအတန်ကြီးသူနဲ့ကပ်ပြီးဘလုံးမလက်ဖြစ်သွားတယ်မှာကိုမလေးနဲ့ကျွန်တော်ကဒီဘူဒါကနေမှဟိုဘက်ချမ်းဒါဘူဒါကြီးပေါ့နော်ဘူဒါရဲ့ဟိုဘက်ချမ်းကားနေမှာသွားလေးသွားထားရှိတာပေါ့ဟိုဘက်ချမ်းကိုပဲသွားလေးသွားလေးရှေ့ပဲဒီဘက်ချမ်းကပြမအောင်လို့မယ်ဒီဘက်နောက်တွေမှာနောက်ကျောမှာကျတော့ဘူဒါနောက်ကျောမှာကျပန်းကျင်တော်တော်ကျရပဲကုန်းသွားပြီဟာကောင်းလားကိုခံအားနေတာတွေပါရလေဗီတာမင်တက်ချို့တဲ့တာစိုက်မယ်လို့တော့ပြောကြတာဟုတ်တယ်ဟုတ်ဒါကအရင်တော့မစားဘူးမဆိုင်ကောင်းမလဲတကယ်ကျွန်တော်ဒီမှာဂျပန်အစားအသောက်တွေမှာကြိုက်တယ်ရာမန်ကြိုက်อยู่ဟာဒါပေမဲ့ရာမန်ကျော်လဲစားဘူးပြီးသားကြီးဖြစ်နေတော့မစားဘူးကြီးကစားမယ်ဟောဒါရှိတယ်ရခင်းကြီးကူလည်းစားဘူးတော်တော်များများစားဘူးပဲကောင်းတာကန်းတာလေးရှာစားကြည့်အောင်ပြီးတော့မွေးနေ့အတွက်ကလည်းပဲ6လာရေလို့တော့လည်းမဟုတ်ဘူးပေါ့နော်မနီးကဆိုလို့ရှိရင်အဲ့ဒီကျွန်တော်အိမ်ပြန်ရောက်တော့ဗျအိမ်ကျွန်တော်ရဲ့အခန်းကိုတန့်ရှင်းလုပ်တယ်ပြီးလို့ရှိရင်အခုနွေရာသီပေါ့နွေရာသီဆိုတော့ဆောင်းရည်မှာတုံးတဲ့ဒီဆောင်းထူကြီးပေါ့နော်ဖူတူမျိုးကျွန်တော်လျှော်တယ်လျှော်ပြီးတော့နေလန်းတယ်ပြီးရင်လမ်းထားပြီးတော့ဝတ်စားရကုန်ခောက်ပြီးတော့တခြားတင်းဆက်အခန်းတွေပါရှင်းနဲ့အမိုက်တွေပါအင်တာဗျူးလို့ရှိရင်လို့ထမင်းစားပြီးချက်တဲ့နေရာပေါ့အဲ့နာဘေးစင်ကြီးကိုလည်းအကုန်တန့်ရှင်းပြီးတော့အဲ့ဘေးစင်အတွင်းမှာပိတ်နေတဲ့ဟာတွေပါအင်းကြီးတွေပါကျွန်တော်အကုန်တန့်ရှင်းလဲဝတ်ပြီးတော့ပါတန့်ရှင်းပြီးပါလို့ရှိရင်အဲ့ဒါပြီးတော့အမိုက်တွေတခြားထုတ်ပြန်လာအနမ်းတွေပါမထွက်ပြီးပါလို့ရှိရင်မျက်နှာတက်တဲ့နေရာပေးနေရောအဲ့နားမှာဆိုလို့ရှိရင်အဲ့လိုမျိုးအမဲဆက်တွေလေဒီမှာရေးစင်းနေပါညာတရကားနဲ့အမဲဆက်တွေဖြစ်တဲ့အိမ်ဟာလေးဒီစင်ကကျွေသားဆိုအဲ့ဒါပါရောကွန်တန်ရှင်းအဲ့ဒါလည်းပြီးရောဒီကမောသွားရောချွေးထွက်ပြီးတော့လေရာသီကလည်းပြီးတော့လည်းအိမ်ကလည်းဖုံးလာတယ်ပါပါတယ်အိမ်ကဒီလိုမျိုးနဲ့ဖုံးပြောပြီးတော့နည်းနည်းကြလို့ရှိရင်ဆိုတာဒီနေ့ကြလို့ရှိရင်ပေါ့နော်ရုပ်ရှင်တွေပါလေတော့ကြည့်မှာတော့ခင်ဗျတော့ကြည့်ပါလိမ့်ရဲ့ဒီလိုနဲ့စကားလေးတခြားလေးပြောပါရဲ့ကျွန်တော်ဝေစားဝဲအကြောင်းတွေပါပြောပြပြောလို့ရှိရင်ဘာဟင်းနေတော့ဘာဟင်းစားတောင်းနေအောင်ဘာညာတရကားလည်းပြောပြအဲ့လိုမျိုးလုပ်တာပေါ့လေပြီးတော့အဲ့တော့ဖျားရှင်ကိုပြီးတယ်ပြောရရင်ဒီနေ့မနက်လာနေတော့တစ်ချောင်းမှာပေါ့နော်ကျွန်တော်စပိန်ထားပြီးတော့ဘူတာကိုလမ်းလျှောက်ပြီးလာတယ်လို့ပြောတာပေါ့အလုံးမှာစပိန်ထားပြီးတော့လေအဲ့ဒီလမ်းလျှောက်တဲ့နေရာမှာကျွန်တော်ထိုင်တာမလို့ပြပြီးတော့အထိုင်တစ်ချောင်းမှာကျွန်တော်မိသားစုတရားနားထောင်ပြီးလက်ချောက်တာပါတရှင်းနားထောင်ပြီးမဟုတ်ပါဘူးအားရပြီးတော့ဘူတာရောက်တော့မှပဲလက်မတွေပဲဝယ်ပြီးတော့ရထားလာကနေကြမှာဗီဒီယိုရိုက်ပြီးတော့တရှင်းလေးပါလေးနားထောင်တော့နော်ရထားပေါ်မှာတစ်ချက်ကဲအခုတော့ Google Map ကိုကြည့်ပြီးတော့ဒီမှာစားတောက်ဆိုင်နဲ့ရှာလိုက်ပါဦးဒီဖြစ်ပဲနေဝင်ချိုးလိုက်ပါကောင်းနေရှိုးလိုက်ပင်နေကြရောဒိုးရကင်းနေချော်တယ်โอ้ဘလို့လဲရှုပ်လာဒီနေ့နေရှိအောင်မိုက်ခေါ်ကြည့်လိုက်လမ်းချင်းလေးရောအိုးကျင်းချက်အိုးကြမျိုးမှာလည်းမတောင်းနေမြင်နေရတယ်တော့ပါမတရားတော့မတရားလေOh my god ကြည့်လိုက်ပါအေးလှကြရေချိုးလာ
뭐가 고랑이랑 내 집은 몰라. 오늘만 라지 말라래. 나와잖아 하지다. 아니메이 말 말해 단 요거너. 휘용. 아 답이야. 유지에 놓으려 미장 아야 돼. 그거야 사절 생각하고. 나는 피 와 이거너. 저 라마마미로. 니봉 지다고. 유지하고ညနေဘက်ကိုပဲသွားမှာတဲ့ရှေ့နိုင်အောင်ရောက်တော့သူကအိမ်ဆိုင်ပုံစံလေးလောက်ထားတယ်လို့ပြောတယ်ပြီးတော့လည်း review ဖတ်တယ်လို့ဆို reservation လုပ်ရတာလားမလုပ်ရတာလားလည်းနားမလည်ဘူးပေါ့နော်ဝင်ကြည့်လိုက်မယ်မရတော့လည်းနောက်တစ်ဆိုင်သွားချမယ်ရတော့လည်းဝင်စားမယ်မော်ချွေးတယ်ထွန်းနေပဲပါအင်းရလည်းပူတော့တားရရဲဆက်နေတော့ပြီတော့အင်းကြီးနဲ့ဒေတာကြီးရှိုးလိုက်ပါအောင်လောကအနီမေကြီးရောက်သွားတဲ့အတိုင်းပဲသိမလားအင်းခါလေးတောနေဘက်မှာရိုက်ထားတဲ့အနီမေစတိုင်ကြီးရောက်သွားတဲ့အထားဖြစ်တာကြောက်ကြည့်တာဒါလေးတွေ့လို့ရှိရင်ကြည့်လိုက်ရမှာကိုကျင်းနေတာအိုးတွေ့ဒီကောင်ဖွင့်လာရမသိသူကဟိုမြေပုံထဲမှာပြထားတော့7နိုင်မှာဖွင့်မှာဆိုတော့အခုမဖွင့်တော့သေးဘူးထင်တယ်ဒီထဲမှာခဏရက်ပြီးတော့နိုင်ကြည့်လိုက်တော့3မိနစ်လောက်လိုသေးတယ်ဆောင်းလိုက်တယ်လားမသိစမ်းကြည့်လိုက်မယ်ရရလဲတင်းတော့ဝင်မရလဲနောက်တစ်ဆင့်ရှာမယ်ပေါ့နော်အဲ့တော့ဆောင်းနေတော့မှနောက်တစ်ဆင့်ကြိုရှာထားလိုက်အခုက7မိနစ်ခွဲပေါ့နော် Google မှာပြထားတော့7မှာဖွင့်မှာဆိုပေမဲ့အခုကတော့ဆိုင်ရှိမှာဒီနောက်နဲ့လေလက်တို့အေးလို့ပါထိုင်နေရပါတော့ထိုင်ဖွင့်နေထိုင်ဆောင်မလို့ပါနော်အဲ့ဒီရှန်တကားဝလေးမှာရေးထားတဲ့ဒီနားလေးမှာလက်ညှိုးထိပ်တယ်ပြင်ပြလေးကပြင်ဆင်နေသေးတယ်ပေါ့နော်preparing ပေါ့ပြင်ဆင်နေသေးဆိုတော့သူမပြီးသေးရတဲ့ဖြစ်မှာပေါ့နော်အဲ့တော့ခဏလေးထိုင်ဆောင်ကြည့်မလို့ပြီးတော့မှပဲtry ပါတော့15မိနစ်20လောက်ကြာပြီးမှပဲတစ်ချက်လောက်ခေါ်ကြည့်ပြီးတော့မှလမ်းမေးကြည့်မယ်ပေါ့နော်တော်ခွမ်းသွားပြီပဲအဲ့ဒါပြောလိုက်တော့တယ်လို့ခွမ်းသွားပြီတကယ်ခွမ်းသွားတေချာမစစ်တာပါကွာတကယ်ပါပဲမြေပုံထဲမှာဒီနေ့က close ဖြစ်တယ်တဲ့နောက်နေ့7မှာဖွင့်တာတဲ့ဒီနေ့7မဟုတ်ဘူးဒီနေ့ကတနေ့ကိုပိတ်တဲ့ရက်ကြီးညီစီရနာဆိုင်ကိုသွားမယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့မသိပါဘူးဆက်စီအိုက်ဆိုပေမဲ့လည်းဒီမှာတော့မသိပါဘူးလို့ပြောတယ်အဲ့တော့ဆက်စီအိုက်ဆိုပေမဲ့ enjoyment တော့ဖြစ်တာပေါ့နော်ကျမ excitement နဲ့ enjoyment နဲ့ embarrassment နဲ့အလေးတက်ပြီးရောနေရပါတော့ဒီမှာဖြစ်ရလေကွယ်နန်းနေဒါပေမဲ့အမောတော့ပြေးရပါနဲ့ကြောက်အမောလို့ပြောမယ်ခက်လာလိုက်ရတယ်ပေါ့နော်အဲ့လိုပဲအကောင့်ဘက်ကတွေးလိုက်တာပဲအခုလည်းတောင်ထက်တဲ့နေရာပြန်ပြီကြည့်တာဒီဗီဒီယိုကို edit လုပ်ပြီးတင်မှာဆိုရင်ကားလိုက်ကြည့်နေရတော့ edit မလုပ်နေတော့မလုပ်တတ်တာလည်းပါပါတယ်ရင်းနဲ့နားမလဲဘူးပေါ့နော်ဒါပေမဲ့လည်းကြည့်မလားပြင်းနဲ့ကိုကြက်တဲ့အရာရှင်းထားလိုက်လို့ရတယ်လေနော်ဒါပေမဲ့လည်းမထားတော့ပါဘူးအခုမြင်နေရတဲ့ဒီဘဝတိုင်းလေးပဲတင်ပါမယ်အခုကမြေရဘက်ကိုဆက်သွားမဲ့လမ်းဘက်ကိုထပ်လာတာပေါ့နော်အဲ့ဒီလမ်းမဲလားအဲ့ဒီမြည်စင်နားမှာနောက်တစ်ဆိုင်ရှိသေးတယ်7မိနစ်လောက်တော့ရှောက်အောင်ပဲဒီမြည်စင်ဝင်းကျင်မှာဆိုင်အဲ့နှစ်ဆိုင်ပဲရှိတယ်အဲ့တော့အဲ့နှစ်ဆိုင်မှာစားလို့တော့မရဘူးဆိုလို့ရှိရင်တော့ဟိုးအော်တစ်ခါပြန်ဆင်းပြီးတော့မှဖက်ရှာမှာပေါ့နော်
ဒါပေမဲ့ကိစ္စမရှိပါဘူးအချိန်နဲ့အများကြီးရှိပါတယ်လောကညာနေမှာဆိုတော့လေညာဘက်ပြည့်လမ်းလျှောက်ရှင်တာအရေးကြလို့ဒါပေမဲ့ကားရဲ့သဘောတဘာဝဟိုဘက်ကလာလို့ရှိရင်သူကလည်းပဲချမ်းကြီးဖြစ်နေတော့ကျွန်တော်တို့ရင်ကျော်ဘက်ကိုလမ်းလျှောက်တာဖြစ်နေရတော့ပူလိုက်တော့ပြောမနေနဲ့မောတော့ဟောဟဲကိုစိုက်လို့ရှေ့မှာရမ်းလိုက်ကြည့်လိုက် Oh sorry မြင်ရလားတော့မသိစခရင်ကကျွန်တော်ဘက်ကလဲထားတယ်အဲ့ဘက်လဲလိုက်ရင်ကျွန်တော်ဘာမြင်ရလဲမသိတော့ Oh my god Oh my god အော်ဥထတော်မိပါနေပုံကမဲ့ရရင်ဟုတ်တယ်ပူမကခုနကလည်းလမ်းချလိုက်မောပြီးတော့မှရေးစားနေပြီကူကအဲ့ကြမှာရေဘူးထည့်လာဖို့မဲ့ရအဲ့လိုပဲပြင်မလားသူတွေကတကယ်လူကမှမဲ့ရလေနော်ကျရင်ဒီစမှုတော့ရှိပြီမဲ့ကြံရရလည်းရှိတော့ရှိတတ်တာပေါ့ကျုံမရွှေထွက်စီပြန်အထုပ်ပါတယ်လည်းဘာလို့မစားတော့ချိတ်ထားမဖြုတ်ရှင်တော့လို့ရှေ့ရရောက်တော့ရှင်းတာပဲဟိုရတာတောင်းကြည့်ပြဆင်းသွားရောအောက်ကြည့်ပြဆင်းသွားရောဟိုရလားလောက်ပါဟိုမှာလည်းလုံးတော့ဒါမို့ဒီဟာကြီးမြတ်ဖြစ်နေမလားမသိကထားလို့လေနော်ဟုတ်တယ်ဒါကြီးဘက်ကဒီဘက်ကလားဟုတ်ပါဒီဘက်ကလားရှေ့ကကြော်ခဲ့တဲ့နေရာများဖြစ်နေမင်းရဖေးချစ်တယ်မှာလေတောက်ကြအောင်ရအောင်ပုတ်လေးဒီကပြရလေဒီကမှုပြအကူရောအကုန်လုံးချစ်တယ်မှာပြီးတော့လေကြမလားငါကြိုးစားမှဖြစ်မယ်ဆိုတော့ကြမလားငါတော့တယောက်ရှိရဲဆိုပြီးတော့စိတ်ထားအောင်ကြမလားတွေ့တဲ့ရှိမှုနဲ့တင်ဒီလိုမျိုးစိတ်ကူးမျိုးဖြစ်ဖြစ်ရဲ့ညီမငယ်ကိုလည်းကြည့်ကြည့်မှာဒီလိုမကပါဘူးပြောကမှာဝမ်ခွင့်ကြီးလေးတယောက်ဆိုလို့ရှိရင်လည်းသူကထွက်ကြီးလို့ခေါ်ပါနော်ဒီမဲ့ရင်းကမှမရှင်းနေတော့ပါသူကအန်ဒရီဖြည့်ပြီးအမတ်ကောင်းတာနဲ့အေးအရင်မပါလို့ခြင်းလဲဆိုတော့ကိုဖက်နဲ့လို့ခြင်းနဲ့ဆိုလို့သူ့မနေ့ကကျွန်တော်ဖက်နဲ့ဝယ်ပေးလိုက်ပါသေးဖက်နဲ့ဝယ်ပေးလိုက်တယ်ဆိုတာဝယ်ထားတာပေါ့နော်ပေးတော့မပေးရသေးဟုတ်ပူလိုက်တာဟုတ်တယ်ဒီစောက်အတွင်းထဲမှာမြူဇီယံထဲမှာဓာတ်ပုံရိုက်လို့ဗီဒီယိုရိုက်လို့ရမရတော့မသိဘူးအဲ့တော့အခုကပြင်မှာရောက်နေတော့အန်တီရလည်းကင်းကျင်တာမလို့ဒီလောက်လေးနဲ့ရထားလိုက်အောင်စားတော့လည်းထက်ချလိုက်အောင်ပေါ့နော်ဒီနားလေးမှာပဲဒီမြူဇီယံနားမှာပဲဆိုင်ချက်ကြည့်လောက်ပြီးမှကျန်တာဆက်ပြောတော့ဗီဒီယိုရဲ့အစာအုပ်ပုံစံတွေကကျတော့ဒီကဒီမျိုးလေးတောင်ဆက်တွေပေါ့နော်အဲ့ဒါကိုဒီသူရဲ့အနည်းပညာခေါ်ပေါ့နောက်တိုင်းခေါ်ပေါ့ဒီကbrutalist လို့ခေါ်တယ်ပေါ့နော်brutalist ဆိုတဲ့ဇာတ်ကားလည်းရှိတယ်အဲ့ဒါလည်းကျွန်တော် review ရဖို့ဆိုတော့ကျွန်တော်ဒီ Facebook profile မှာပေါ့နော်အင်ကြီးအောင်ရှိမှာဖုန်းရိပ်လို့ရမရအောင်တည်တယ်ရရင်မကြိုက်နိုင်ဘူးပေါ့အခုကအပြင်းပြင်းရောက်သွားပြီပေါ့နော်ခုနကဒီမြူဇီယံထဲမှာသူအပိုင်းတစ်ပိုင်းပါတယ်တပိုင်းကဓာတ်ပုံတွေပါရိုက်ပြီးတော့လို့ရှင်သူက line မော့တင်လို့ရပါမှာမရှိဘူးနောက်တစ်ပိုင်းကသူ line မော့တင်လို့မရဘူးရဲ့ဓာတ်ပုံရိုက်ရတော့မှသူကဒီ formation လိုရပေါ့နော်ဒါပေမဲ့လည်းအထက်မှာတော့ရုပ်ဝင်းလမ်းနေရာတနေရာရှိ
အဲ့ဒါဒီမဲ့ပုံလေးထည့်လိုက်အိုင်နာလေးမှာထိုင်နေနေပေါ့နော်တနင်္လာရီလောက်ကနေထိုင်နေတာတနင်္လာရီနဲ့35မိနစ်လောက်ထိဒိုင်ဝက်လောက်ကြီးထိုင်ပြသွားရဲဆိုပေမဲ့15မိနစ်လောက်ကအိမ်နာမှာအိတ်ငိုက်နေတာပေါ့နော်ရှူခင်းရရမ်းမှတ်ပြီးတော့အိမ်နာကနေမထချင်ဘူးဖြစ် 3 hours later. Can you move it along? I'm all out of time cards. Spider-Man ရုပ်ရှင်ကကြည့်ပြီးသွားပြီပေါ့နော်ကြည့်ပြီးသွားပြီးတော့မှဟို Spider-Man ကြည့်ပြီးသွားပြီစကားတွေတော့ fine ပါဘယ်ကအမိုင်ဆုံးလဲဆိုလို့ရှိရင်Hawk နဲ့ချတဲ့ခံတော့ fine ပေါ့နော်သူသုံးထားတဲ့ CGI နဲ့ VF state VFX state ပါတယ်အကုန်လုံးမှ share ဇလန်ပြင်းပြမကောင်းဘူးပြီးတော့လို့ရှိရင် Spider-Man နဲ့ဆန်လို့ပဲပြီးတော့လို့ Super Hero ကားမနဲ့တည်တာပြီးတော့လို့ရှိရင်အရှင်ကလည်းကျန်းနေမှာကြည့်ပြီးတော့ဒီတော့မပြန်ခင်ညလာစားပြီးတော့ပြန်မလို့ပေါ့လေညလာစားပြီးတော့ပြန်ဖို့ဆိုတာတဲ့ဟုတ်တယ်ပါဟုတ်ကဲ့ပါအဲ့ဒီညနေမစားခင်အစနေဝင်တော့ကြည့်မလို့ပေါ့နော်ဒီချက်ကြည့်ပြီးက recommend လုပ်ဆက်ချက်ချင်းပြီးရတာလုံးမလို့ဆိုပြီးတော့ rooftop ကိုတက်သွားရှစ်ပါတက်သွားကန်ဆိုးခြင်းတော့အဲ့ rooftop ကသွားလို့မရဘူးပါသူကဒီ reserve လောက်ထားတဲ့ customer ရှိရပေါ့နော်သူကဘယ်လိုလုပ်မလဲဒီရှင်းလာပိုင်း30ရက်နေ့ထိကိုသူက reservation လုပ်ထားပြီးသားလေတခြားပြည်ကိုထိုးဝင်တော့မရှိပါဘူးလို့နော်အခုကွမ်းမှာတဲ့အဲ့ကနေလုံးလို့မရတခုကွမ်းမှာပြီးတော့နောက်တစ်ခုကျတော့တခုစားမယ်ဆိုပြီးဆိုင်ရွေးတဲ့ခါမှာဆိုရင်လည်းအစားတော့တယောက်တည်းပေါ့လေအဲဒီရုပ်ရှင်လာကြည့်အပေါင်းအသင်းတွေပါလိုက်ဟိုဒီပေပူကနေမှသူလည်းလာကြည့်ရင်ကနေမှဒီဘူဒါမှာစုံပြီးတော့မှရုပ်ရှင်ကြည့်ပြီးသူတို့ဘော်ဘီပါတယ်ပေါ့နော်ပြီးတော့ရှင်မေးတင်လည်းပါတယ်ပေါ့နော်ပြီးတော့ရှင်ရေတို့လည်းပါတယ်ဒါပေမဲ့ရေတို့ကတက်တက်သွားတာဆိုတော့ထားလိုက်ပါလူနှစ်ယောက်ထပ်ပါတယ်ပေါ့ဗျာဒီကပြောချင်တာအဲ့နှစ်ယောက်ပါတဲ့အထက်မှာဘယ်တိုင်းထားမလဲလို့ယွင်းရနေပါကိုရီးယားဆိုင်ရောက်သွားဒီ station တွေကပဲဒီဘူဒါယုံတွေကပဲအဲ့ဒါစားကြည့်လိုက်တာဘာမှလားလို့ပြောမှာနော်အဲ့တော့ဒီတစ်ခုကကြတော့ခောက်ဆွဲပေါ့နော်ကောင်းမှနေပြီးမှလည်းမကောင်းတလို့ပဲစားကြည့်ပြီးမစားချင်တော့ရက်လိုက်တယ်ပေါ့နော်ပြဿနာနဲ့မျိုးကောင်းတော့သိပါတယ်မြင်ကြည့်နေမှာပေါ့ဒါပေမဲ့လည်းတော့အမတ်တရဖြစ်တော့ဗောလေနောက်တစ်ခုကကျတော့ဒီကနန်းဟာဒါကတော့ဈေးနေနေကြည့်လို့ကောင်းမှာဆိုရင်အဲ့ဒါလည်းမကောင်းစားခြင်းအဲ့ဒီတော့တယောက်တည်းပဲထားခဲ့လိုက်ကဲပြန်ရောက်ပါပြီဒီကကားနေပြီပေါ့နော်ဟောချွေးတော့ထွက်ပြီးစပင်းနေတယ်တော့စီကဖြစ်နေတာပဲပြောရတော့လည်းပြောပါလေအမှန်တည်းရှိပါခွမ်းလာတော့ခွမ်းနိုင်လည်းရှိအောင်နော်ဒီကပြောအစားတဲ့ဒီစားတဲ့ညနေဆက်မကြည့်လိုက်ရအောင်ဓာတ်ပုံတွေတော့ရှင်းလိုက်တယ်ပဝန်းကျင်တွေပေါ့လေဒီကပြီးတော့ဒီနေ့မှာအကြိုက်ဆုံးဖြစ်သွားတဲ့နေရာပြောပါဆိုလို့ရှိရင်အသွားတော့အဲ့ဒီစားတော့ဆိုင်မှားသွားတဲ့နေရာလေးအဲ့နာလေးကအကြိုက်ဆုံးအပိုင်းလေးပဲရွေးချယ်နေကြည့်ကြကောင်းပါတယ် Spider-Man လည်းကောင်းပါတယ်ဘယ်ပြန်ပြီးဆိုတော့တယ်လီကဆောင်းနေအောင်ပြန်ပြီးဆိုတော့အဝိတ်ရှောင်းမယ်ပြီးတော့လို့ရှိရင်ရေမိုးချိုးပြီးတော့နားတော့မယ်နေ့ပြန်လောက်အောင်မှာဆိုဟုတ်ကဲ့ဒီကပေါ်ပါတယ်နားတော့မနေပါနဲ့ဒီနေ့ကတော့လုံးရှိပြီဆိုတော့အဲ့ဒီလုံးမှုဆိုပြီးပေါ့နော်ဗီဒီယိုအဲ့ဒီလုံးမှုဆိုပြီးရွေးထားပေးမယ်အခုလေးနဲ့ရေမှုချုပ်ကောင်းချော့ပြီးတော့ခေါင်းရေတုံနေတယ်ပေါ့နော်ဒီဘက်ကမြေပြဖောက်တယ်ကြည့်ကြလိုက်တော့အားနဲ့ပဲ AI နဲ့စကားပြောနေခေါင်းသွင်းနေကြတယ်ဒီမောင်းလိုက်တဲ့လုံးမှုကိစ္စနဲ့ပတ်သက်ပြီးတော့ညမှာဒီလိုမျိုးကမ်ပင်းတွေပါရှိတာပေါ့နော်ဒီလိုမျိုး bootcamp ဒီလိုမျိုးကားမောင်းနဲ့ training လုပ်ပြီးတဲ့ practice လုပ်ပြီးတဲ့ကာလာတို့စကားပြောနေတဲ့မိဘနဲ့ကြားလို့ဆိုပြီးတော့စကားချက်မေးလိုက်ရပါဒီနေ့တော့ဘယ်ဘူးမှဒီညပါရှိတယ်ဘာပွဲရှိတာနော်အခုဖိုင်ဝဲအတန်ကြားရတော့
Fan Festival ပဲရှိတယ်တဲ့8နာရီ10မိနစ်မှာနိုင်ကြည့်တယ်8နာရီ9မိနစ်ဖြစ်အားနေပြီးတော့ကြည့်မလို့ပေါ့နော်တော့ကြည့်မှုဆိုရင်ဘာတောင်းလဲမကြတော့ခုနအတန်းကျဲရွယ်ရောက်ကကြမှာဘာမှမရှိဘူးဖြစ်နေရတော့ဒီနေ့ office ကအင်းနေနဲ့ဘာမှထွေးပြီးမရှိဘူးပြီးတော့နေရ casually ပေါ့နော်အခုလောတဲ့ရေခဲမော့ရေခဲချောင်းဝင်စားတာခွဲရေခဲမော့ကြီးဟာဖောင်းနေဗျာဒီတော့အရေးပြောထားခိုင်လာပြောကြီးပြန်ဖျက်ထားလာဟောပြောရရှိတယ်ဗါလဲဆိုတော့9ရက်နေ့ကအပြင်သွားတာလေ9ရက်နေ့ကအပြင်သွားတာအဲ့ဒီရှေ့ကဗီဒီယိုကကျွန်တော်9ရက်နေ့ကသွားတာဦးကြောက်လေအဲ့ဒါသွားပြီးတော့6ရက်နေ့ကျတော့လှုပ်ဆင်းတယ်လှုပ်ဆင်းတော့အလုပ်ကနှစ်ခုလုပ်ရတော့မနေ့ပိုင်းနဲ့ညနေပိုင်းနဲ့ညပိုင်းနဲ့ပေါ့နော်မနေ့ပိုင်းလုံးမှာဘာဖြစ်လဲဆိုလို့ရှိရင်အလုံးမှာခေါင်းလေးခဏခဏစောင့်နေရပေါ့နော်ဟုတ်ကဲ့ဒီတန်ရှင်းလို့တဲ့အလုပ်ပဲအဲ့မှာမိုင်လေးထည့်လိုက်ပါမယ်โอเคအဲ့တန်ရှင်းလို့တဲ့လောက်မှာတန်ရှင်းလုံးနေတန်းနေအဲ့ဒီ dormitory ပေါ့နော်လူမျိုး dormitory ခန်းထဲမှာလဲအခန်းကိုရှင်းနေနေအပေါ်ကပြင်နေအဲ့ဒီခေါင်းနဲ့စောင်းလို့စောင်းနေအပြီးတော့လို့ရှိရင်တိုင်းလိုက်မှာတန်ရှင်းလုံးနေရောလေအဲ့လိုမျိုး tissue box တွေနဲ့ခေါင်းနဲ့စောင်းလို့စောင်းနေ6-9 ခါလောက်ရှိမယ်ထင်တယ်အဲ့ညနေလို့ကြောဘာဖြစ်လဲဟင်းမကန်ရှိချက်ပေါ့နော်မောင်ဝါကျွန်တော်ကြောင့်ဟင်းမကန်8ချက်ကအဲ့ဒီက3ချက်ကကွဲသွားတယ်5ချက်ကစားလိုက်ရဘာမှလုပ်မရအားနေပဲစပုံမှုတဲ့ခါပြန်သွားပြအောင်ကျွန်တော်ကြောင့်မောက်သွားပါရဲ့ပေါ့8ချက်မောက်သွားရဲ့ပေါ့သူကဗမာအောင်နဲ့ပြအောင်နဲ့ဆိုတော့ဒီသွားပြီးတော့5ချက်ပဲရှိတာကျုံညမှာကွဲနေပြောရစပုံမှုရတယ်ပြန်လုပ်ပြီးမယ်ဆိုကြလုပ်ပြီးတော်သေးရပေါ့အဲ့လိုပဲတစ်ခါရတော့တင်မလားစညက်ကိုလည်းမကပ်ဘူးပေါ့လေကျွန်တော်ဘယ်လိုပြောလဲ spit out ဖြစ်ဒီကအဲ့ဒီပြန်တော့အဖေနဲ့ဖုန်းပြောဘာမှမကြားတော့ဘာမှမရှိဘူးထင်တယ်ကွမ်းမိလာမသိဒီနားတဲ့ကန်ကြီးရောက်ပြီဒါပေမဲ့ဘာမှမရှိတော့ဘာမှလည်းမကြားတော့ကျွန်တော်တို့လည်းလမ်းမှာလောလောက်တော့ဘူးထင်လိုက်ပြင်မဲ့ပြင်မလားဟောလို့ထွက်လာပြီးမှတော့တေချာအောင်လို့တော့ပြီးစစ်ကြီးကကောင်းပါမယ်လေဆိုပြီးတော့အဲ့လိုခံစားချက်လိုပြောအဲ့လိုအတွေးလေး delusional လေးတွေ့ပြီးတော့ဒါလိုက်ကြပါတော့ဒါပြင်ဘာမှမရှိနေပါဘူးခင်ဗျာတဲ့ကြည့်လိုက်ပါအောင်ရှိလားကြည့်လားဘာမှမရှိဘူးခုနကဒါမှမဟုတ်လို့ရှိရင်ဟိုရပြနေမှာမသိဘူးလိုပဲတင်မလားလူတယောက်နဲ့အဲ့တော့သူတို့ဝယ်ပြီးဖောက်တဲ့အရာပဲဖြစ်နေတာမသိဖြက်ကွမ်းသွားရဗျာလုံးချက်ရှိရအောင်မလုပ်လိုက်ရအိမ်မှာစာကြက်တော့မှကြုံမှုဆိုပြီးတော့ဟင်းချက်မယ်ပေါ့ပြောလို့ရှိရင်ဗီဒီယို edit မယ်ပေါ့ဆိုပြီးတော့ဒီတန်ကြားလို့ဟိုတော့လည်းလာမကြည့်လိုက်ရဘူးဆိုပြီးတော့ပြီးရလာတော့လည်းပွဲနေတော့လည်းပေါ့နော်အဲ့ဒီပက်တီရဲနဲ့ကွက်တီကိုက်နေရတော့လာမကြည့်လိုက်ရလို့ဒီနေ့လာမယ်ဆိုပြီးလာလိုက်တော့လေဘာမှမရှိနေဒါပေမဲ့တခုပြမယ်ဘာမိုက်လဲဆိုလို့ရှိရင်အပေါင်းနဲ့လာတဲ့အဖွဲ့တစ်ခုတွေ့လိုက်ရောနော်ကိုဒီမြဲရိုက်တာကိုကောင်းလို့မကောင်းဆိုရင်ဟိုမရှိလိုက်ဒါဖွဲ့လိုက်အပြင်မှာအဲ့လိုကြီးလင်းတော့လင်းရမှာမဟုတ်ဘူးဆိုရင်မိုက်တယ်ဗျအားကြဒါပါပဲ